ကျွန်တော်အနေနဲ့မနေ့ကကျွန်တော်မိတ်ဆွေတယောက်ရဲ့စိတ်မကောင်းစရာဖြစ်ပျက်လေးကိုကျွန်တော်တင်ပြခဲ့ပါတယ်မိတ်ဆွေအနေနဲ့ရင်မတော်စားမှုဖြစ်ပြီးတော့ကွယ်လွန်သွားတဲ့အကြောင်းလေးပါသူကွယ်လွန်သွားတဲ့အတွက်သူ့အတွက်မိသားစုမှာဝန်နဲ့ပူဆွေးရတာပြီးလာမယ့်အနာဂတ်မှာရှိတဲ့ကလေးသုံးယောက်နဲ့ဇနီးအတွက်စာဝတ်နေခဲ့ရပါပို့ပြီးတော့စိုးရင်ပူပန်နေကြတဲ့အခြေအနေမျိုးမြင်တွေ့မြင်ရတာစိတ်ကောင်းစရာပါပဲအခုလိုအခြေအနေမျိုးမမျှော်လင့်တဲ့ဖြစ်တတ်တဲ့အခြေအနေမျိုးဟာကျွန်တော်တို့ပတ်ဝန်းကျင်မှာမကြာခဏဆိုသလိုတွေ့ကြုံရမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒီလိုတွေ့ကြုံရမယ်ဆိုရင်ကျွန်တော်တို့ကိုယ်တိုင်ရောကျွန်တော်တို့ဘယ်လိုပြင်ဆင်ထားသလဲအဲ့ဒီအတွက်အဖြေရှိပါတယ် Manulife Protector ပါ Manulife Protector ဆိုတာကအာမခံအမျိုးအစားတက်အာမခံအမျိုးအစားဖြစ်ပြီးတော့ဒီအာမခံထားတဲ့လူတယောက်အနေနဲ့မိမိတို့ပရီမီယံရေးသွင်းဝင်ဟာတက်တန်းစေသွားလို့ဘာမှမဖြစ်ခဲ့ဘူးဆိုရင်လည်းစုဆောင်းငွေအနေနဲ့တရားရရင်တော့ပြန်ပြီးထုတ်ယူဝင်ရရှိတဲ့အာမခံအမျိုးအစားပါဒါအပြင်အကယ်၍အာမခံထားတဲ့ကာလအတွင်းမှာမတော်တဆခုလိုမျိုးထိခိုက်သေဆုံးမှုကြုံခဲ့မယ်ဆိုလို့ရှိရင်လည်းမိမိတို့သွင်းတဲ့ပရီမီယံကြီးရဲ့အဆ80အထိခံစားဝင်ရမှာပါဆိုလိုတာကတနေ့ကို3000နှုန်းနဲ့တနှစ်စာအတွက်အာမခံကြီး10သိန်းသွင်းထားတဲ့သူဟာအကယ်၍ကျင်ထိခိုက်မှုလိုမျိုးတစုံတရာသောမတော်တဆမှုတွေကြောင့်ကွယ်လွန်ခဲ့မယ်ဆိုလို့ရှိရင်သိန်း800အထိခံစားဝင်ရမှာဖြစ်ပါတယ်ဒါအပြင်ဒီအာမခံထားသူဟာအာမခံထားစဉ်ကာလအတွင်းမှာကင်ဆာလိုလေဖြတ်တာလိုကြောက်ကပ်ပျက်စီးတာလိုကိုယ်တွင်းအင်္ဂါတွေစားထိုးရတာလိုမျိုးပြင်းထန်ယောဂတွေဖြစ်လာမယ်ဆိုရင်လည်းအဲ့လိုပြင်းထန်ယောဂခံစားရပြီဆိုတာနဲ့ပရီမီယံကြီးကိုဆက်သွင်းစရာမလိုတော့ဘဲနဲ့ပရီမီယံကြီးရဲ့အဆ20 10သိန်းသွင်းထားတဲ့လူအတွက်သိန်း200ကိုငွေလုံးငွေရင်းနဲ့ရရှိခံစားခွင့်ရှိမှာဖြစ်ပါတယ်ထိုငွေကြေးနဲ့ကျွန်တော်တို့ကကုသလို့ပျောက်ကင်းသွားလို့တက်တန်းရှိမယ်ဆိုရင်လည်းနောက်ထပ်သိန်း200ထပ်ပြီးတော့ရရှိခံစားခွင့်ရမှာဖြစ်ပါတယ်အကယ်၍ကွယ်လွန်ခဲ့မယ်ဆိုလို့ရှိရင်လည်းဂျားထဲမှာကွယ်လွန်ခဲ့မယ်ဆိုလို့ရှိရင်လည်းသိန်း200ရမှာဖြစ်ပါတယ်ဆိုလိုတာကဒီလိုပြင်းထန်ယောဂကြောင့်ကွယ်လွန်ခဲ့မယ်ဆိုလို့ရှိရင်အာမခံထားသူဟာအများဆုံးသိန်း400အထိခံစားခွင့်ရမှာဖြစ်ပါတယ်အဲ့ဒီလိုမျိုးသာရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မိသားစုတွေစိတ်ချရပြီပေါ့ဗျာ